ဒီနေ့ဒီအချိန်ကာလကြီးဟာများစွာတော့လူမှုအဖွဲ့အစည်းတွေကြားထဲမှာမိသားစုတွေကြားထဲမှာပျောက်ဆုံးနေတဲ့အရာတစ်ခုကဝမ်းမြောက်ခြင်းဖြစ်တယ်လူတွေများစွာကြီးတဲ့အခါမှာသူတို့ကဖုန်းတွေကိုစီနဲ့ပြီးလို့ရှိရင်အလုံးနဲ့ social media နဲ့တယောက်နဲ့တယောက်တွေ့တဲ့အခါမှာတော့မှကျွန်တော်တို့ပြုံးပြဖို့အတွက်အလွန်ပင်ခက်ခဲနေတဲ့အချိန်ကာလဖြစ်တယ်အဲ့ဒီဝမ်းမြောက်ခြင်းတွေကိုလူတွေကလိုက်ရှာကြတယ်ငွေပေးပြီးလိုက်ရှာကြတယ်အလောက်ကနေပြန်တဲ့အခါမှာသူတို့ကဘားတွေကိုသွားကြတယ်ပြီးတော့ပျော်ပွဲရှင်ပွဲတွေနဲ့အကပွဲတွေနဲ့သူတို့ရဲ့ခန္ဓာကိုယ်မှာပျော်ရွှင်ဖို့အတွက်နီးလန်းတွေအများကြီးကိုငွေကြေးတွေအကုန်ကြခံပြီးသူတို့ကဖန်တီးကြတာဖြစ်တယ်ဒီနေ့အင်္ဂလိပ်စကားလုံးမှာ happy နဲ့ joy နဲ့မတူပါဘူး happy ဆိုတာကတစုံတစ်ခုတော့အရာကိုရတဲ့အခါမှာသင်ပြောတာလက်ခါရတဲ့အတွက်ပြောတယ်သူတို့ဘာလက်ဆောင်လာပေးတဲ့အခါမှာပြောတယ်အဲ့ဒီပျော်ရွှင်မှုကတစုံတစ်ခုတော့တုံ့ပြန်တဲ့အရာပေါ်မှာအမြဲတမ်းမူတည်နေတာဖြစ်တယ်ဒါဆိုရင်လက်ခမရသေးတဲ့အချိန်မှာငွေကြေးတွေခက်ခဲတဲ့အချိန်မှာအဆင်မပြေနေတဲ့အချိန်မှာအဲ့ဒီပျော်တဲ့အရာတွေကပျောက်သွားတတ်တယ်ဒါပေမဲ့ joy ဆိုတဲ့အရာကိုတမန်ကျမ်းစာထဲမှာကျမတို့တွေ့ရတာဖြစ်တယ်အဲ့ဒီ joy ဆိုတဲ့အရာကအပြင်ကအခြေအနေနဲ့မတက်ဆိုင်ဘဲနဲ့အထဲထဲကနေဖြစ်တဲ့အရာဖြစ်တယ်ခရစ်တော်အားဖြင့်ရရှိတဲ့ဝမ်းမြောက်ခြင်းသင်အခြေအနေနဲ့မတက်ဆိုင်အခြေအနေကကောင်းခြင်းမှာကောင်းမယ်ဒါပေမဲ့သင်ကသခင်ဖျား၌ဝမ်းမြောက်နေတဲ့အဲ့ဒီဝမ်းမြောက်ခြင်းကတော့ငွေနဲ့လဲဝယ်လို့မရပါဘူး။တန်ရှင်တော်ဝိညာဉ်တော်ကအဲ့ဒီဝမ်းမြောက်ခြင်းကိုပေးတာဖြစ်တယ်။ဝမ်းမြောက်ခြင်းဟာဝိညာဉ်တော်ရဲ့အသီးအပွင့်လည်းဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်အပြင်ရလာတဲ့ဝမ်းမြောက်ခြင်းကလူတွေခိုးယူလို့မရအောင်။သင်ပျော်တဲ့အချိန်မှာယန်သူကလည်းအဲ့ဒီဝမ်းမြောက်ခြင်းကိုခိုးယူလို့မရအောင်။လူတွေကလည်းခိုးယူလို့မရအောင်။အဲ့ဒီဝမ်းမြောက်ခြင်းကခရစ်တော်အားဖြင့်သင်ရရှိတဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်။အာမင်။ကျွန်မနှုတ်ကပတ်တော်တစ်ချက်ကိုဖတ်ချင်တယ်။ဟာဘကုတ်အခန်းကြီး3အပိုင်ငယ်19မှာတင်မောတဖန်ပင်မပွင့်ရစပြစ်တီးမတီးရတန်လွင်ပင်ဤကျေးဇူးကိုမျော်လွှင့်၍မခံရလေတို့သည်အတိနှံကိုမပေးရတိုးချန်၌တိုးကုံ၍တင်းကုံ၌နွားမရှိတို့တော်လဲထာဝရဘုရား၌ငါဝမ်းမြောက်၍ငါကိုကဲတင်တော်မူသောဘုရားသခင်ကိုအမိပြု၍ရှင်လန်းမည်ဒီမှာကြည့်တဲ့အခါမှာအဲ့ဒီအချိန်ကာလကဘယ်အချိန်လဲတမောတဖန်ပင်လည်းမပွင့်ရအောင်စပြစ်တီးလည်းမရှိဘူးတန်လွင်ပင်မှာတွားပြီးမှတွားရှာတယ်ဘာမှမျောလင်းစရာတွေဘာမှမရှိဘူးဘာစီမရစရာအကြောင်းမရှိဘူးပြီးလို့ရှိရင်လေယာတွေမှာတွားကြည့်တဲ့အခါမှာလည်း၆ကပ်ပြီးမှဘာမှမရှိတဲ့အချိန်ကာလတိုးခြံနေထဲမှာခြံဟောင်းလောင်းပဲရှိတယ်တိုးတွေမရှိဘူးနွားတွေမရှိဘူးပြီးလို့ရှိရင်အခြေအနေတွေကိုကြည့်လိုက်ရင်စိတ်ပြက်စရာအခြေအနေတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီအခြေအနေဟာဒီနေ့သင်ဆုံးဖြတ်ရမယ့်အခြေအနေသင်စိတ်ဓာတ်ကြမလားဝမ်းမြောက်မလားဒီနေ့ကျမတို့အသက်တာမှာအဲ့လိုမျိုးအခြေအနေများစွာကျမတို့ကြုံတွေ့လာတတ်တာဖြစ်တယ်နော်စီးပွားရေးအခြေအနေကျင်းလည်းမကောင်းဘူးနိုင်ငံရေးအခြေအနေကျင်းလည်းမကောင်းဘူးသင်လုပ်တဲ့အရာတွေလည်းရှုံးနေတဲ့အချိန်မှာပြီးတော့သင်မိသားစုအခြေအနေကြီးတဲ့အခါမှာလည်းပြောင်းလဲဖို့အတွက်တော်တော်မှခက်ခဲတဲ့အချိန်ပြီးတော့သင်ရဲ့အလုပ်ရှင်တွေကိုကြီးတဲ့အခါမှာလည်း lay offလူတွေအများကြီးကိုနော်အလုတ်ထုတ်ထားတဲ့အချိန်အလုတ်ဘလောက်ရှောက်မရတဲ့အချိန်ပြီးလို့ရှိရင်တဲ့လုံးသမျှမှာမအောင်မြင်တဲ့အချိန်မကြမ်းမာနေတဲ့အချိန်မကောင်းတဲ့အရာတွေနော်ကြုံတွေ့ရတဲ့အချိန်ကာလအဲ့ဒီအချိန်ကာလလူတိုင်းကြောဖြတ်ရတာဖြစ်တယ်အဲ့ဒီအချိန်ကာလမှာနှုတ်ကပတ်တော်ကပြောတယ်ထာဝရဘုရား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်ထာဝရဘုရား၌အမိပြု၍ရှင်လန်းမည်အဲ့ဒီအခြေအနေကိုကြည့်ပြီးဝမ်းမြောက်ခိုင်းတာမဟုတ်ဘူးထာဝရဘုရား၌မျော်လင့်ပြီးသင်ကိုဝမ်းမြောက်ခိုင်းတာထာဝရဘုရား၌ဝမ်းမြောက်ခြင်းဆိုတာကရွေးချယ်မှုဖြစ်တယ်ဆုံးဖြတ်ချက်ဖြစ်တယ်အာမင်ငါဝမ်းမြောက်မယ်ဘလို့အခြေအနေဖြစ်ဖြစ်ဒီလိုအခြေအနေအတိုင်းခံစားချက်အတိုင်းငါမသွားဘူးခံစားချက်ကတော့ဘုရားကျောင်းတော်မှာတွားခြင်းတဲ့အချိန်ဖြစ်ချင်မှဖြစ်မယ်လူတွေကိုကြည့်ချင်တဲ့အချိန်ဖြစ်ချင်မှလည်းဖြစ်မယ်စိတ်တကြစိတ်ပြက်နေတဲ့အချိန်ကာလဖြစ်ကောင်းပြီဒါပေမဲ့သင်ရဲ့ဆုံးဖြတ်ချက်ကဘာဖြစ်ဖို့အတွက်လို့လဲငါချီးမွမ်းဖို့အတွက်ရွေးချယ်မယ်ငါဖျားနဲ့ဝမ်းမြောက်ဖို့အတွက်ရွေးချယ်မယ်အိုးကျေးဇူးတင်လိုက်တာဖျားသခင်အသက်ရှင်ခွင့်ပေးတယ်အိုးကျေးဇူးတင်လိုက်တာဒီလိုအခြေအနေတွေပို့ဆောင်ပေးတယ်ဝမ်းမြောက်ခြင်းဟာမိတ်ဆွေဘဝအသက်တာမှာဖ
ဖယားသခင်စီကနေကောင်းကြီးမင်္ဂလာတွေရရှိစေတာဖြစ်တယ်ကျမတို့အောက်မှာဆက်ဖက်သွားတဲ့အခါမှာသင်အဲ့ဒီဝမ်းမြောက်ခြင်းကိုရွေးချယ်တဲ့အခါမှာနော်ရရှိမဲ့အရာတွေကဘာလဲအရှင်ထာဝရဘုရားသည်ငါဤအစွမ်းတတ္တိဖြစ်တော်မူ၏ဟာလေလုယာသင်ဝမ်းမြောက်တဲ့အခါမှာသင်ရဲ့အထဲမှာရှိတဲ့ဘုရားသခင်ပေးတဲ့သက်စွမ်းနိုင်တဲ့တကိုးတော်တွေကထွက်ပေါ်လာတာဖြစ်တယ်လူကစိတ်သက်ကြရင်လေဘာမှမလုပ်ဘူးဆိုရင်တော့မှအယံမောတယ်ဟုတ်တယ်မလားထိုင်နေရင်တော့မှစိတ်သက်ကြတယ်ဆိုရင်သင်အယံမောတာဖြစ်တယ်ဒါပေမဲ့သင်မှာဝမ်းမြောက်နေတယ်ဆိုရင်သင်မှာခွန်အားရှိနေတယ်ဆိုရင်သင်ဟာဘလောက်များတဲ့အလုပ်ကိုမဆိုသင်မနက်ကနေမိုးချုပ်တဲ့တင်လုံနိုင်တယ်သင်ပျော်တဲ့အရာကိုသင်ဝမ်းမြောက်တဲ့အရာကိုသင်လုံနိုင်တယ်သင်အားကုန်တယ်လို့မခံစားရဘူးသင်မှာထိုအရာတွေအတွက်အားရင်အပြည့်ရှိတယ်လို့သင်ခံစားရတယ်သင်လုံနိုင်တယ်တွားနိုင်တယ်သက်စွမ်းနိုင်တယ်သက်စွမ်းနိုင်တယ်လို့သင်ထင်တယ်ဘာကြောင့်လဲဝမ်းမြောက်တဲ့အတွက်ကြောင့်မို့ဒါကြောင့်မို့မိတ်ဆွေအသက်တာမှာဝိညာဉ်ရမှာအရင်အားနေနေတယ်လို့ခံစားရလားအရင်အားပြက်နေတယ်လို့ခံစားရလားတင်မသက်စွမ်းနိုင်ဘူးလို့ခံစားရလားတင်မလုံနိုင်ဘူးလို့ခံစားရလားသခင်ဖခင်နဲ့ဝမ်းမြောက်ပါအာမင်ဝမ်းမြောက်တဲ့အခါမှာဖခင်သခင်ရဲ့သက်စွမ်းနိုင်တဲ့တကူတော်ကတင့်အပေါ်မှာတက်ရောက်လာပြီးတင့်ဟာလုံနိုင်မှာဖြစ်တယ်ပြီးလို့ရှိရင်နံပါတ်1ကပါလေငါခြေကိုတမင်ခြေကဲ့သို့ဖြစ်စေ၍တင်ဝမ်းမြောက်တဲ့အခါမှာတင့်ရဲ့ခြေလမ်းတွေကအယံမြန်ဆန်လာတာဖြစ်တယ်စိတ်တကြတဲ့အခါမှာတော့တင်သွားတဲ့တလန်းချင်းကနော်မြေကြီးပြိုမတက်နော်တလန်းချင်းသွားနေတယ်လုံသမျှအရာအားလုံးကနေကွေးနေမှာဖြစ်တယ်တင်အရှိမရောက်နိုင်တော့ဘူးတင်မဝမ်းမြောက်နိုင်တဲ့အချိန်မှာတင်လုံတဲ့အရာတစ်စုံတစ်ခုမဝမ်းမြောက်နိုင်ဘူးဆိုရင်အမှုတော်ဆောင်ခြင်းမှာတင်မဝမ်းမြောက်နိုင်ဘူးတင်ရဲ့အလုပ်တွေမှာမဝမ်းမြောက်နိုင်ဘူးဆိုတင်အထဲမှာတက်ကြွတဲ့အရာလည်းပျောက်ဆုံးမှာဖြစ်တယ်တင်ရဲ့ခြေလမ်းတွေကတဖြည်းဖြည်းနေလာမယ်မလုံချင်တော့ဘူးတင်မလုံချင်တော့ဘူးဆိုရင်တင်ရဲ့ယူပါယုံကလည်းဘယ်တော့မှပြေးဆုံးလာမှာမဟုတ်ဘူးဝမ်းမြောက်တဲ့အချိန်မှာတော့တင်ကအရှိမပြေးနေတဲ့သူဖြစ်တယ်တင်ရဲ့ယူပါယုံတွေပေါ်မှာအလင်းအမြန်ခရီးရောက်မှာဖြစ်တယ်ဒါကြောင့်မို့ဝမ်းမြောက်ခြင်းကိုရွေးချယ်ဖို့အတွက်လိုတယ်ပြီးတော့နံပါတ်3ကဘာလဲဆိုရင်ငါဤမြင့်ရာအရက်ပေါ်မှာငါကိုနေရာချတော်မူ၏တင်ဝမ်းမြောက်ဖို့အတွက်တင်ရွေးချယ်တဲ့အခါမှာတင်ရဲ့နေရာကအောက်မှာမဟုတ်အပေါ်မှာဖြစ်တယ်စိတ်တကြတဲ့အချိန်မှာကျမတို့ရဲ့နေရာကအောက်ဆုံးဖြစ်တယ်ဟောတင်ရဲ့အလုံးဝစိတ်တကြနေတယ်စိတ်ပြက်နေတယ်တင်ရဲ့အခြေအနေကဟိုးအောက်မှာငါဒီအချိန်မှာငါရဲ့ဝိညာဉ်ရမှာအောက်ဆုံးမှာအဆဆအရာငါရဲ့စိတ်ဓာတ်ကအောက်ဆုံးမှာဝမ်းမြောက်နိုင်တော့ဒါပေမဲ့တင်ဝမ်းမြောက်တဲ့အချိန်မှာတင်ရဲ့နေရာကအမြင့်မှာရှိတယ်တင်ရဲ့ဝိညာဉ်ရေးရာကအမြင့်မှာရှိတယ်ဟာလေလုယာအိုးတင်လုံနေတဲ့အရာတွေအားလုံးကအမြင့်မှာရှိတယ်လူတွေကတင့်ကိုမျှော်ကြည့်ရမှာဖြစ်တယ်အာမင်တင်ဝမ်းမြောက်တဲ့အချိန်မှာတင်ကအမြင့်မှာရှိတယ်ဆိုတာကိုတင်ဘယ်တော့မှမမေ့ပါနဲ့ပြီးလို့ရှိရင်နံပါတ်4ကပါလဲတုတ်တန်ကျမ်းအခန်းကြီး14အပိုင်ငယ်73မှာရွှင်လန်းသောစိတ်နှလုံးသည်ချိုသောမျက်နှာကိုဖြစ်စေတင်ဝမ်းမြောက်တဲ့အခါမှာတင်ရဲ့မျက်နှာကလည်းအမြဲတမ်းရွှင်လန်းမှဖြစ်တယ်လူတွေတင်ကိုကြည့်လိုက်ဟာမိုင်းသွေးနေတာပဲကွာလက်ဓာမိုင်းနေတာလားဘာပျောက်သွားလို့လဲဘလို့ဖြစ်လာလဲအဲ့ဒီမဝမ်းမြောက်နိုင်တဲ့အရာကလူတွေကိုပင်လေကူးဆက်တယ်တင်ကိုကြည့်တဲ့အခါမှာလူတွေကပိုပြီးစိတ်ဓာတ်ကျလာမှာဖြစ်တယ်ငါတောင်စိတ်ဓာတ်ကျနေပါတယ်ဆိုမှသူ့ကိုကြည့်ငါပိုစိတ်ဓာတ်ကျတယ်ဖြစ်နေတယ်ဒါပေမဲ့တင်ကဝမ်းမြောက်နေတဲ့အချိန်မှာတင်ကိုကြည့်တဲ့အခါမှာလူတွေကဝေါသူ့ကိုကြည့်လိုက်သူ့ရဲ့အခြေအနေကတော့မကောင်းဘူးအများအားဝမ်းမြောက်နေတာပဲအများအားချီးမွမ်းကောက်ခုံပြီးရွှင်လန်းနေတာပဲကြည်စံအဲ့ဒီအရာတွေကတင့်ရဲ့ဘေးပတ်ဝန်းကျင်မှာကူးဆက်တာဖြစ်တယ်ဒါကြောင့်မို့တင့်ရဲ့နော်ဒီပုတ်တိုးတဲ့မျက်နှာတွေနဲ့လူတွေကိုဒီဆိုးကျိုးမဖြစ်စေဖို့အတွက်တကယ်လိုအပ်တာဖြစ်တယ်။တင်းကပြောမယ်ငါမျက်နှာပုတ်တိုးတာဘာဆိုင်လို့လဲ။ငါမျက်နှာနဲ့ငါတွားတာဘာဆိုင်လို့လဲ။တင်းကအဲ့လိုတွေးပေမဲ့တင်းကလူတွေကြီးတဲ့ဖတ်တဲ့စာဖြစ်တယ်။လူတွေကတင်းရဲ့မျက်နှာကိုကြည့်တယ်။တင်းရဲ့မျက်နှာရဲ့အမှုအရာအနေထားတွေကစကားမပြောပေမဲ့တရားတွေဟောနေတာဖြစ်တယ်။ဒါကြောင့်မို့တင်းရဲ့မျက်နှာကအမြဲတမ်းရွှင်လန်းနေဖို့အတွက်ပျော်ရွှင်နေဖို့အတွက်ဝမ်းမြောက်ဖို့အတွက်လိုတယ်အသွေးခေါ်မှာပြောင်းလဲဖို့အတွက်လိုတယ်ငါဘလို့အခြေအနေဖြစ်စေဝမ်းမြောက်ခြင်းကိုဒီနေ့ရွေးချယ်မယ်အာမင်ညူဆူတဲ့အချိန်မှာကျမတို့အယိုးတွေကဘာလဲဆွေးမြေ့တာဖြစ်တယ်ငါလေးစိတ်သက်ကြလိုက်တာငါလေးစိတ်ပြက်လိုက်တာအဲ့လိုမျိုးဆိုရင်တင်းရဲ့အယိုးတွေကနော်တကယ်မကြမ်းပါတော့
တင်းရဲ့အယိုးတွေကတန်မှန်ခြင်းမရှိတော့တင်းရဲ့ခန္ဓာကိုယ်မှာမဝမ်းမြောက်တဲ့အရာတွေဖြစ်လာပြီဆိုရင်ကျမရေးတွေကလည်းထိခိုက်လာတာဖြစ်တယ်နော်ကျမတငယ်ချင်းတယောက်ကကျမကိုပြောပြတဲ့အရာတစ်ခုရှိတယ်ဟေးတဲ့ငါအမေကတကယ်ကင်ဆာယောဂဖြစ်နေပြီငါဆရာဝန်ရှိသွားတဲ့အချိန်မှာငါအမေကဒီတော်တော်ကြားနေပြီလို့ပြောတယ်ဘလို့မှပေါ့နော်ဒီမကဲတင်နိုင်တော့ဘူးလို့ပြောတယ်ငါအမေကငါကြည့်တာဆရာဝန်တွေကလည်းတတ်မှတ်တဲ့အရာကပါလဲသူ့ရဲ့အထဲမှာဒီ depression ပေါ့နော်စိတ်တကြစိတ်ပြတ်တဲ့အရာတွေနှစ်ပေါင်းများစွာရှိနေတာဖြစ်တဲ့အတွက်သူဒီယောဂါကိုပို့ပြီးမှသူ့ကိုတိုးစေတာဖြစ်တယ်လို့ပြောတယ်အဲ့ဒါနဲ့ဆရာဝန်ကသူ့ကိုတခြားဆေးတွေဘာတွေထက်ဘာလုပ်ခိုင်းလဲဆိုနင်ပျော်နေနော်ဝမ်းဝမ်းမြောက်နေနင်စားစရာရှိတာစားသွားစရာရှိတာသွားရီမမောနေလို့ဆရာဝန်ကအဲ့လိုအကြံပေးတယ်ငါမျိုးငါကြည့်ရတာ तू မပြုံးနိုင်တာမရီးနိုင်တာ तू ပြုံးနေမျက်နှာမမြင်ရတာငါကြားလာပြီလို့ तू ကပြောတာဖြစ်တယ်ဆိုအဲ့ဒါကိုကျွန်မပြန်ဆင်ခြင်တဲ့အခါမှာတကယ်ပဲကျမတို့မပြုံးနိုင်တော့ဘူးမပြောနိုင်တော့ဘူးဆိုရင်ကျမတို့အแทမှာရှိတဲ့ခန္ဓာကိုယ်မှာအယိုးတွေမကြမ်းမာခြင်းတွေဖြစ်လာနိုင်တာဖြစ်တယ်အဲ့ဒါကြောင့်မို့ဝမ်းမြောက်ခြင်းကနော်ကျမတို့တငယ်ချင်းတွေအချင်းစားတဲ့အခါမှာလည်းပြောတယ်တခါရင်နွမ်းတို့ခုနှစ်ခွက်တောက်တာနဲ့ညီးတယ်လို့အဲ့လိုမျိုးပြောကြတယ်ပေါ့နော်ဆိုအားဖြစ်စေတယ်ကျမတို့ရဲ့အแทမှာရှိတဲ့ဆဲတွေကိုတက်ကြွစေတယ်လန်းဆန်းစေတယ်ပြီးလို့ရှိရင်နံပါတ်5ကတော့ဗာလဲဆိုရင်တုတ်တန်အခန်းကြီး28အပိုက်ငယ်7မှာဖြောင်းမတ်တော်သူတို့ဒီဝမ်းမြောက်တော်အခါဘုံကြည်တတ်၏ဖြောင်းမတ်တဲ့သင်ရဲ့ဝမ်းမြောက်ခြင်းကဘုံကြီးစေတယ်ကျမတို့ဘုံကြီးရဆိုတဲ့စကားလုံးကိုတမန်လူတွေကိုမသုံးဘူးဖြစ်တယ်တကယ်ဆရာသမားတွေဘုံတော်ကြီးတွေကိုဘုံကြီးတဲ့ဆရာဖြစ်တယ်သူတို့ကိုအရန်လေးစားတယ်ဂုဏ်ပြုတယ်သင်ရဲ့ဝမ်းမြောက်ခြင်းကအဲ့လိုပဲဘုံကြီးစေတယ်လူတွေလေးစားစရာဖြစ်စေတယ်လူတွေရှေ့မှာအသေးတင့်တယ်စေတယ်ကောင်းကြီးမင်္ဂလာဖြစ်စေတယ်အာမင်ဒါကြောင့်မို့ရှင်ပေါလုကပြောတယ်နော်ရှင်ပေါလုကဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အပိုက်ငယ်လေးမှာတခင်ဖျား၌ဝမ်းမြောက်ကြလော့တဖန်ငါဆိုဒီကဝမ်းမြောက်ကြလော့နော်သူအဲ့ဒီစာရေးနေတဲ့အချိန်မှာထောင်ထဲမှာဖြစ်တဲ့တကယ်အခြေအနေတွေအဆင်မပြေတဲ့အချိန်မှာအခြေအနေချင်းခါတွေမကောင်းတဲ့အချိန်မှာမိကွန်းတွေအများကြီးထုတ်ကျင်စရာကောင်းတဲ့အချိန်မှာဝမ်းမြောက်ဖို့အတွက်သူရေးတယ်ဒါကြောင့်မို့သင်ရဲ့အမှုတော်ဆောင်ခြင်းမှာဝမ်းမြောက်ဖို့အတွက်လိုတယ်သင်ရဲ့အလုံးမှာဝမ်းမြောက်ဖို့အတွက်လိုတယ်သင်ကျောင်းစာပညာတွေသင်တဲ့အချိန်မှာဝမ်းမြောက်ဖို့အတွက်လိုတယ်ဝမ်းမြောက်ခြင်းနဲ့သင်လှုပ်ဆောင်နေဆိုရင်အဲ့ဒီအရာတွေအားလုံးကမိတ်ဆွေအတွက်အလားပဆုံးဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာတွေတင့်အပေါ်မှာတက်ရောက်လာမှာဖြစ်တယ်။ဒါကြောင့်မို့နေ့တိုင်းမှာဝမ်းမြောက်ဖို့အတွက်ရွေးချယ်ပါ။ရီမောဖို့အတွက်ရွေးချယ်ပါ။မှန်မှတင့်ကိုတင်ကြည့်ပြီးမှတင့်ကိုတင်ပြုံးပြပါလူတွေကိုပြုံးပြပါဝမ်းမြောက်ခြင်းကိုရွေးချယ်ပါတင်ဝမ်းမြောက်ရင်ရန်သူကတင့်ကိုလာတိုက်ခိုက်လို့မရတင်ရဲ့အနာကိုလာလို့မရတင့်ကိုလာဖျက်ဆီးလို့မရဘလို့အခြေအနေကမှတင့်ကိုဖျက်ဆီးလို့မရတင်ရဲ့ဝမ်းမြောက်ခြင်းကိုအခိုးမခံနဲ့တင်ရဲ့ဝမ်းမြောက်ခြင်းကိုလူတစ်စုံတူကြောင့်မို့အဆုံးရှုံးမခံနဲ့အခြေအနေတစ်စုံတစ်ခုကြောင့်မို့အဲ့ဒီဝမ်းမြောက်ခြင်းကိုဆုံးရှုံးမခံနဲ့တဲ့ရဲ့ဝမ်းမြောက်ခြင်းကိုသင်ယူရမှာဖြစ်တဲ့တဲ့အတွက်ဖြစ်တဲ့ဝမ်းမြောက်ပါလို့ဒီနေ့ကပတ်တော်လေးနဲ့ခွန်အားပေးခြင်းလာဖြစ်တယ် May God bless you all